မင်္ဂလာပါအေကော့ကျက်ဒုတိယ9နှစ်စီမံကိန်းတဲမှာဂျာမနီကိုလာပြီးတော့တက္ကသိုလ်တက်ချင်တဲ့လူတွေအတွက်အစီအစဉ်တွေအများကြီးရှိပါတယ်ဂျာမနီကိုလာပြီးတော့တက္ကသိုလ်တက်ချင်တဲ့ဆိုရင်12တန်းရှိဖို့လိုပါတယ် grade 12ဒီလုံလောက်ပါတယ်ကြိုက်တဲ့ line ကိုတက်လို့ရပါလိမ့်မယ်အဲ့ဒီမှာမှတက္ကသိုလ်ကိုသွားတဲ့အခါမှာအင်္ဂလိပ်ဘာသာနဲ့သင်နေတဲ့တက္ကသိုလ်ရှိသလိုဂျာမန်ဘာသာနဲ့သင်နေတဲ့တက္ကသိုလ်လည်းရှိပါတယ်အင်္ဂလိပ်ဘာသာနဲ့သင်နေတဲ့တက္ကသိုလ်ကိုသွားတက်ချင်တယ်ဆိုရင်အင်္ဂလိပ်စာ level B2 ရှိဖို့လိုပါတယ်တက္ကသိုလ်တက်လို့ရပါတယ်ဂျာမန်လိုသင်နေတဲ့တက္ကသိုလ်ကိုသွားတက်ချင်တယ်ဆိုရင်တော့ဂျာမန်စာ B2 ရှိရင်ဂျာမနီကိုလာလို့ရပါပြီအဲ့ဒီမှာ DSH စာမုတ်ကိုထပ်ဖြည့်ပြီးတဲ့အခါမှာတက္ကသိုလ်ဝင်ခွင့်ရပါလိမ့်မယ်တကယ်လို့စိတ်ဝင်စားလို့ရှိရင်ဒီကောနဲ့ဆက်သွယ်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်